ဒီညမှာဒီနေရာလေးကိုရောက်လာပြီလို့ကျေးဇူးတင်ပါတယ်အခုချိန်မှာဘာမှပြီးမြောက်အောင်လုပ်ဖို့မလိုပါဘူးဘာမှမှန်နေအောင်လုပ်ဖို့လည်းမလိုပါဘူးဒီညဟာသင်ကြိုးစားရမယ့်ညမဟုတ်ပါဘူးဒီညဟာသင်နာဖို့ပဲလိုအပ်တဲ့ညပါအဲ့ရပေါ်မှာတင့်ခန္ဓာကိုယ်ကိုအပြည့်အဝချထားလိုက်ပါဒီခဏမှာတင်ကိုယ်တိုင်စုပ်ကင်ထားတာတွေကိုအားလုံးလွတ်ချနိုင်ပါတယ်ဒီနေ့တင်အများကြီးကြုံတွေ့ခဲ့ရတဲ့စကားတွေအခြေအနေတွေစိတ်မချရတဲ့အတွေ့တွေအဲ့ဒီຢာတွေကိုအခုတင်ညအတွက်ခဏလောက်ချထားလိုက်ပါမိစရာမလိုပါဘူးမမေ့လိုက်လည်းရပါတယ်ဒီနေ့ညမှာတော့ခဏလေးခောက်ထားရုံလေးပါပဲအဲ့ຢာကတင်းအောက်မှာတိတ်တိတ်လေးရှိနေပါတယ်ဘာမှမတောင်းဆိုပါဘူးဘာမှလည်းတင့်ကိုမခိုင်းပါဘူးဒီမှာနားလို့ရတယ်လို့ပြောနေတယ်လို့ပါပဲတင့်ခန္ဓာကိုယ်ကအဲ့ဒီစကားကိုနားထောင်နေပါတယ်စိတ်ထဲမှာအတွေးတစ်ခုထပ်လာရင်မတိုက်ခိုက်ပါနဲ့မဖေရှားပါနဲ့အခုမဟုတ်သေးဘူးလို့တာပြောလိုက်ပါအတွေးတွေကနောက်တစ်ခါပြန်လာလို့ရပါတယ်ဒါပေမဲ့ဒီညတော့မဟုတ်သေးပါဘူးတင်ဟာအမြဲတမ်းတန်မာနေဖို့မလိုပါဘူးအမြဲတမ်းနားလည်နေဖို့လည်းမလိုပါဘူးတခါတလေအနားယူခြင်းကပဲအကောင်းဆုံးကုသမှုဖြစ်တတ်ပါတယ်ဒီညမှာတင်အဲ့ဒီကုသမှုကိုရနေပါတယ်တင်ခန္ဓာကိုယ်ကအရာအများကြီးကိုဖြစ်တန်းခဲ့တာပါအခုဒီနေရာအထိရောက်လာနိုင်ခဲ့တဲ့ဆိုတဲ့ဟာတစ်ခုတည်းနဲ့တင်ကိုတင်ဟာလုံလောက်ပြီးတာပါဘာမှထပ်ပြီးတော့တတိပြစရာမလိုပါဘူးအပြင်ကအတန်တွေတိတ်တော်မှလားမတိတ်တော်ဘူးလားအရေးမကြီးပါဘူးတင့်အတွင်းကနေရာတစ်ခုကတဖြည်းဖြည်းငြိမ်သက်လာတာကိုတတိထားကြည့်ပါအဲ့ဒီနေရာမှာတင်ဟာအန်ဒီရမရှိပါဘူးတင်ဟာလုံခြုံပါတယ်အကယ်၍အိမ်ငိုက်လာတယ်ဆိုရင်အိမ်လိုက်လို့ရပါတယ်အိမ်မငိုက်သေးဘူးဆိုရင်လည်းကိစ္စမရှိပါဘူးအနာယူခြင်းကအေးစိတ်ခြင်းနဲ့အတူတူအရေးကြီးပါတယ်ဒီညမှာတင်ဟာအနာယူနေပြီးတာပါအခုကျမစကားပြောတာကိုတင်းစိတ်ကလိုက်နာထောင်စရာမလိုတော့ပါဘူးစကားတွေကနောက်ခံအတန်လို့တဖြည်းဖြည်းဝေးသွားလို့ရပါတယ်အခုတင်ဟာဒီနေရာမှာလုံခြုံနေပါတယ်တင့်ကိုယ်တင်ဒီညအတွက်ပေးနိုင်တဲ့အကောင်းဆုံးအရာကတော့အနာယူခွင့်ပဲဖြစ်ပါတယ်ကောင်းတော့ညပါနော်အေးစစ်စစ်အနာယူပါအိမ်မက်ထဲမှာတွေ့ကြမယ်နော် channel လေးကို subscribe လုပ်တော့ပြီးဖို့လည်းမမေ့နဲ့နော်